ဆွေများကျွန်တော်ပေးတဲ့3ပတ်တီးလေးအောင်မြင်ခဲ့ပြီနော်23ဆိုတဲ့ခဏလေးပွဲဥမာနဲ့ကြာပြီတဲ့ဗျာမိတ်ဆွေများတိတ်တော့အဆင်မပြေတော့ဘူးထင်တာပဲမိတ်ဆွေများထပ်ပြီးလိုက်မယ်ဆိုရင်တော့9 break တစ်ချက်ရှိပါသေးတယ်ဘုဒ္ဓဘုံမကျော်ထုတ်လာတဲ့9 break ကျန်တဲ့ဆိုရင်တော့မိတ်ဆွေများနှစ်ခွန် break ကိုဒီနေ့ရက်တွေမှာလိုက်လို့ရပါတယ်ကျွန်တော်ပေးတဲ့ပတ်တီလေး3တော့တော်တော်ပါပြီကျွန်တော်မိတ်ဆွေများအဆင်ပြေရလားမသိဘူးများဒါလေးတော့ကျွန်တော်မွေးကနေပြ419ခွန်8 9 3ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်မွေးကနေပေးရမှာထွက်ခဲ့ဘူးဗျခုဒီပွဲမှာတော့ချင်းကြီးထုတ်ဖို့အများတယ်မိတ်ဆွေတို့ကျင်းနေတဲ့ဆိုရင်တော့ဒီမွေးကနေလေးကိုယူထိုးပါတော့ဒီဘက်စားလုံးတော့ထိုးပေးရမယ်နှစ်ခွန်ပရိတ်ဒီမှာကျွန်တော်9-3ညပရိတ်နှစ်ခွန်ပရိတ်9-3ညပရိတ်ကဒီဘက်နဲ့ကြာပါပြီဟိုနှစ်ခွန်ပရိတ်ကျန်သေးတယ်နှစ်ခွန်ပရိတ်ကိုမိတ်ဆွေတို့ကြိုက်တယ်ဆိုရင်ကျန်2ရက်မှာအင်္ဂါပေါ်တူ2ရက်မှာဒီပရိတ်ကိုယူထိုးပါ9ပရိတ်မိတ်ဆွေများအားလုံးစရအဆင်ပြေနေပါပြီဗျာအလုံးဒီလောက်လေးနေပဲเนาะအားလုံးကျေးဇူးပါ